မင်္ဂလာပါကျွန်တော်တို့ဒီ Step to Singapore ကိုဝေဖြိုးပါမင်္ဂလာပါမအားတော့ Step to Singapore မှာမှတ်တော်ပါရှင်အမတို့ဒီနေ့ပြပြပေးသွားမှာကတော့ GSTM ကျောင်းလေးမှာတက်ရောက်လို့ရမယ် Diploma Specialized in International Hospitality and Hotel Management အတန်းလေးနဲ့ဒီ Diploma Specialized in the Retail and Supply Chain Management အတန်းလေးပေါ့နော်အဲ့ဒီပိုင်းလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဗျဒီ Hospitality အတန်းလေးကိုတက်ရောက်ပြီးတော့လို့ရရှိမဲ့ Diploma လေးကတော့ဒီ International လုပ်ငန်းခွင်တွေဖြစ်တဲ့ဒီ Hotel ဘိုင်းဆိုင်ရာ position တွေ Hospitality ဘိုင်းဆိုင်ရာ position တွေတို့ဒီ cruise ship လို့ပြောစီတင်ပေါ်ပေါ့နော်နိုင်ငံတကာပြောစီတင်ပေါ်တွေမှာအလုပ်ကိုင်လျှောက်ထားတာမျိုးတွေအထိလုပ်လို့ရပါတယ်ရှင်အဲ့လိုပဲဒီ Retail and Supply Chain Management အတန်းကိုတင်တက်မြောက်ပြီးသွားတယ်ကျောင်းသားတွေအနေနဲ့လည်းဒီ International Diploma နဲ့အတူသူတို့အနေနဲ့ဒီ warehouse အပိုင်းတွေ PN store အပိုင်းတွေပြီးသွားလို့ရှိရင် distribution အပိုင်းတွေပေါ့နော်အဲ့လိုအပိုင်းတွေမှာသူတို့ပြန်ပြီးတော့မှဒီလုပ်ငန်းဝင်ရောက်လို့ရတယ်ဗျဒီ diploma အတန်းလေးတွေကိုရှောက်ထားခြင်းတယ်ဆိုရင်တော့ဒီ basic requirement အနေနဲ့ပေါ့နော်အသက်16နှစ်ပြည့်ထားရမယ်ပြီးသွားလို့ရှိရင် passport ဒီ PV ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ PE ပေါ့နော်အဲ့လို passport စာအုပ်ကိုကင်ဆောင်ထားတဲ့သူဆိုရင်အဆင်ပြေတယ်ပြီးသွားလို့ရှိရင်ဒီအခြေခံပညာပေါ့နော်အခြေခံပညာအောင်မှကျွန်တော်တို့ဒီစနစ်ဟောင်းရှိမယ်စနစ်သစ်ရှိမယ်စနစ်ဟောင်းသမားဆိုရင်တော့ကျွန်တော်တို့ဒီအခြေခံပညာ10တန်းအောင်ထားသူဒါမှမဟုတ်လို့ရှိရင်ဒီ10တန်းထိတက်မြောက်ထားတဲ့သူပေါ့နော်သို့မဟုတ်ဆိုရင်ဒီစနစ်သစ်သမားဆိုရင်လည်းဒီစနစ်သစ်ဒီ12တန်းကိုအောင်မြင်ထားတဲ့သူသို့မဟုတ်တက်ရောက်ထားတဲ့သူဆိုရင်ရှောက်ထားလို့ရတယ်နောက်တစ်ခုအရေးကြီးတာကကြတော့ကျွန်တော်တို့ဒီအိမ်အောင်စုစရင်ဒါမှမဟုတ်လို့ရှိရင်မွေးစရင်နှစ်ခုတည်းကနေတစ်ခုမှာမူရင်းရဲ့ notary လိုအပ်တယ်ဗျအဲ့လိုမျိုးဆိုရင်တော့ဒီ GSTM မှာရှိတယ်ဒီအမပြောရတဲ့ hotel တန်းလေးရောဒီကျွန်တော်ပြောရတဲ့ retail and supply chain management တန်းလေးကိုရောရှောက်ထားလို့ရပါတယ်ဗျ